တူရီဝါဒနာရှင်ခွန်ရဲ့တာသမီညီကိုမောင်နှမများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဂျိုကာ channel မှာအားလုံးကိုပြန်လည်ကြိုဆိုပါတယ်မနေ့ကအဖွင့်နေတနင်္လာနေ့နေကုန်မှာဂျိုကာကြီးရဲ့ပတ်သီးလေးတွေအောင်မြင်မှုရရှိပါတယ်နော်မနေ့ပိုင်းမှာဂျိုကာမှာ6ပတ်သီးတင်ပေးထားတယ်နော်ဂျိုကာကြီး6ပတ်သီးတင်ပေးတဲ့ main quest ကလေးတော့မအောင်မြင်လိုက်ဘူးနော်ညနေပိုင်းမှာလည်းဂျိုကာကြီး10ပတ်သီးလေးတင်ပေးပါတယ်ထိုနည်းလည်းကောင်းမယ် main quest ကလေးမအောင်မြင်လိုက်ဘူးပတ်သီးပဲအောင်မြင်တယ်နော်မနေ့ကညရောပတ်သီးလေးပဲအောင်မြင်လိုက်တယ်ဂျိုကာကြီးကဗီဒီယိုလေးလွှင့်ရတာ live မဟုတ်တော့ဗီဒီယိုလေးလွှင့်ရတာ live ကတော့လာမယ့်တစ်ပတ်လောက်မှလွှင့်လို့ရမယ်လို့ဂျိုကာကြီးမျှော်လင့်ထားပါတယ်နော်အခုတော့ဂျိုကာကြီးကဗီဒီယိုလေးတွေနဲ့ပဲတင်ပေးနေရတော့မယ်နော်မနေ့ကဗီဒီယိုနဲ့ဂျိုကာကြီးကကြိုတင်လိုက်တာက10ပတ်သီးလေးအောင်မြင်တယ်နော်ညနေထွက်ပြီးတဲ့အခါကျမှအခွေသမားလေးတွေပါအောင်မြင်မှုရရှိတယ်နော်ဂျိုကာကြီးအခွေပေးထားတာက9338ခွေဘူးเนาะ85ဆိုတော့အခွေသမားလည်းအောင်မြင်မှုရရှိပါတယ်မနေ့ကပတ်သီးနှလုံးလုံးလည်းအောင်မြင်မှုရရှိတယ်အခွေလည်းအောင်မြင်မှုရရှိတယ်เนาะအဲ့တော့ဂျိုကာကြီးကအခုက live အခုမှ channel လေးအစ်စ်ပြန်ဖွင့်ရတာဆိုတော့ live လွှင့်ခွင့်မရသေးဘူးเนาะဗီဒီယိုလေးတွေနဲ့ပဲဂျိုကာကြီးကတင်ပေးရတာเนาะအဲ့တော့ဂျိုကာကြီးဗီဒီယိုလေးတွေတင်ပေးတဲ့အခါမှာဥမာပေါ့เนาะ live မဟုတ်တော့ဂျိုကာကြီးရဲ့ဗီဒီယိုတွေကိုတွေ့တဲ့လူကတွေ့တယ်မတွေ့တဲ့လူကမတွေ့ဘူးအဲ့လိုဖြစ်နေတာအဲ့ဒါကြောင့်ဂျိုကာကြီးကအကူညီတောင်းတာမေတ္တာရက်ခံတာတွေ့တဲ့လူကြည့်ရတဲ့လူလေးတွေက share လို့ရတဲ့နေရာလေးတွေမှာ share ပေးဆိုတာကမိမိတွေ့တယ်လို့ပဲတခြားလူတွေလည်းเนาะဂျိုကာကြီးရဲ့ပရိသတ်တခြားပရိသတ်တွေလည်းတွေ့ကြရအောင်သူတို့လည်းဂျိုကာကြီး channel အသစ်ကလေးပြန်ဖွင့်ထားပြီပဲဆိုတဲ့အသစ်ကလေးရသွားအောင်လေးမျှပေးပါလို့ဂျိုကာကြီးကเนาะမေတ္တာအနူးညွတ်နဲ့မေတ္တာရက်ခံတာတောင်းဆိုတာပါเนาะအဲ့တော့ဂျိုကာကြီးဗီဒီယိုလေးကိုကြည့်ရတဲ့လူလေးတွေကเนาะကိုယ့်ရဲ့လက်လန်းမိတဲ့လူလေးတွေကိုမျှပေးပါလို့မေတ္တာရက်ခံပါတယ်เนาะအဲ့တော့မနေ့ကတနင်္လာနေ့ကုန်မှာလည်းဂျိုကာကြီးရဲ့ပတ်သီးလေးတွေအောင်မြင်မှုရရှိတယ်ဂျိုကာကြီးရဲ့အခွေလေးတွေအောင်မြင်မှုရရှိတယ်เนาะကြံရှိနေတာက2 break ကြံရှိပါတယ်เนาะ2 break ထဲမှာဂျိုကာကြီး main တင်ထိုးကငါက20တကွက်ထဲเนาะ20တကွက်ထဲ main တင်ထိုးမယ်နောက်တစ်ခုအရေးကြီးတယ်ဂျိုကာကြီးပြောချင်တာကခဏအင်္ဂါနေ့နဲ့ဗုဒ္ဓဖူးနေကုန်မှာနော်အင်္ဂါနဲ့ဗုဒ္ဓဖူး2ရက်အင်္ဂါနေကုန်ဗုဒ္ဓဖူးနေကုန်မှာနော်2ရက်အတွင်းမှာ86အာဆိုတဲ့တကွက်ကလေးကိုမွေးတာပါ8668ပေါ့နော်အာလိုက်ပါနော်တကွက်သေးပါနော်တကွက်သေးအောင်အာရင်2ကွက်သေး8668ကိုမွေးထားပါလို့9ရက်သားသမီးညီကိုမောင်နှမလေးတွေကိုလက်ဆောင်လေးပေးခြင်းတယ်နော်ပတ်သီးလေးမပြောခင်လက်ဆောင်လေးအရင်ပေးခဲ့ခြင်းတယ်နော်အဲ့တော့8668တကွက်ကလေးကိုတနင်္အင်္ဂါနေကုန်ဗုဒ္ဓဖူးနေကုန်မှာမွေးထားပါနော်အကောင်းဆုံးကတော့တကယ်လို့အင်္ဂါဗုဒ္ဓဖူးမှမထွက်လာလဲဗုဒ္ဓဖူးကြာတာပြီးတောက်ကြကြံ4ရက်မွေးလိုက်လေအဆင်ပြေပါတယ်နော်တကွက်သေးဆိုတော့မွေးရတာအဆင်ပြေတယ်နော်အဲ့ဒါလေးကဂျိုကာကြီးလက်ဆောင်ပေးတာပါအဲ့ဒါလေးကို9ရက်သားသမီးညီကိုမောင်နှမတွေကမဖြစ်မနေလေးမွေးထိုးပါနော်86တကွက်သေးနော်86အာပါအဲ့တော့ဒီနေ့ဗုဒ္ဓဖူးနေကုန်မှာနော်စော်မဲ့ပတ်သီးလေးကနော်ဂျိုကာကြီးဟိုမှာအခုဗီဒီယိုမှာကြည့်တဲ့လူလေးတွေကကျေးဇူးပြုပြီး comment လေးမှာထောက်ရေးပေးနောက်လူလေးတွေမြင်ရအောင်နော်ပတ်သီးလေးက6ပတ်သီး main ကွက်က61 93 95နော်61 93 95ပတ်သီးက6ပတ်သီးနော်အဲ့ဒါကဗုဒ္ဓဖူးနေကုန်စော့ရမယ်နော်ဗုဒ္ဓဖူးနေကုန်ပတ်သီးက6ပတ်သီး main ကွက်က61 93 95နော်အဲ့ဒါကဗုဒ္ဓဖူးနေကုန်အတွက်တပေါက်စောဒီလောက်တော့မယ်အင်္ဂါနေကုန်အတွက်နော်အင်္ဂါနေကုန်အတွက်ပတ်သီးလေးကကဲထားပါတော့လေအင်္ဂါနေကုန်လို့ပြောရင်9ရက်သားသမီးညီကိုမောင်နှမတွေဗုဒ္ဓဖူးနေ့အတွက်ခက်ခဲဖြစ်နေအောင်မယ်နော်ကြံ2ရက်ပေါ့နော်ဂျိုကာကြီးက3ရက်မကျော်ပတ်သီးပေးတာဆိုတော့3ရက်မကျော်ပတ်သီးနှလုံးလုံးကထွက်သွားပြီအဲ့တော့ဒီ6ပတ်သီးဒီအင်္ဂါနေကုန်ရဲ့ဗုဒ္ဓဖူးနေကုန်ရဲ့အကျုံးဝင်ပါတယ်နော်ဒါပေမဲ့ဂျိုကာကြီးမှန်းထားတာကတော့အင်္ဂါနေကုန်မှာဒီနေ့အင်္ဂါနေကုန်မှာပဲထွက်မယ်လို့မျှော်လင့်ထားပါတယ်မျှော်မှန်းထားပါတယ်နော်အဲ့တော့အင်္ဂါဗုဒ္ဓဖူး2ရက်အတွက်ပတ်သီးက6ပတ်သီး main ကွက်က61 93 95နော်ဘရိတ်စော့တဲ့9ရက်သားသမီးကတော့2ဘရိတ်ပဲ2ဘရိတ်ထဲမှာ main တင်ထိုးရင်20ကို main တင်ထိုးအဲ့ဒါကဘရိတ်စော့နေတဲ့9ရက်သားသမီးညီကိုမောင်နှမအတွက်ပါနော်အခွေစော့တဲ့9ရက်သားသမီးညီကိုမောင်နှမတွေဂျိုကာကြီးရဲ့အခွေကဒီတစ်ပတ်မှာအစောကြီးထွက်ထားတယ်9338ခွေဘူးမှာ85အစောကြီးထွက်ထားတယ်အခွေသမားလေးတွေက9338ခွေဘူးလေးကိုပဲပြန်ပြီးတော့ခွေစော့ထားပါလို့ဂျိုကာကြီးပြောခြင်းတယ်နော်အဲ့တော့အခွေစော့တဲ့9ရက်သားသမီးကတော့9338ခွေဘူးလေးပဲပြန်စော့ထားပါဗရိတ်စော့မဲ့9ရက်သားသမီးက2ဗရိတ် main ခွက်က20
86တကွက်ကဗရိတ်စောတဲ့လူပဲဖြစ်ဖြစ်အခွေစောတဲ့လူပဲဖြစ်ဖြစ်ပတ်သီးစောတဲ့လူပဲဖြစ်ဖြစ်နော်86တကွက်ကိုကြံရက်ကလေးတွေမှာမွေးထားပါလို့ဂျိုကာကြီးလက်ဆောင်ပေးခြင်းပါတယ်နော်အဲ့တော့ဂျိုကာကြီးမြစ်တာရက်ခံခြင်းနာကဂျိုကာကြီးဗီဒီယိုဝင်ကြည့်တော့ကြည့်တယ် subscriber ခေါင်းလောင်းလေးဒီအောက်လေးမှာနော်ဒီဘက်အောက်လေးမှာဂျိုကာကြီးရဲ့ like ဗီဒီယိုရဲ့ဒီဘက်အောက်လေးမှာ subscriber ခေါင်းလောင်းလေးရှိတယ်အဲ့ဒီခေါင်းလောင်းလေးကိုနှိပ်ထားပါဂျိုကာကြီးဗီဒီယိုတိုင်းမှာထည့်ပြောပေးတယ်နော်မိတ်မှာဆိုရင်လို့မိတ်သွားတဲ့အခါကျတော့ subscriber ခေါင်းလောင်းလေးမနှိပ်ထားရင်ဂျိုကာကြီးကိုပြန်ပြီးတော့ YouTube မှာပြန်ရှာနေရမှာဆိုရင်လို့နော်အချိန်အလကားကြာမှာကြောက်လို့အဲ့ subscriber ခေါင်းလောင်းလေးနှိပ်ထားရင်ဂျိုကာကြီးဗီဒီယိုအတစ်တင်တာပဲဖြစ်ဖြစ် like အတစ်တင်တာပဲဖြစ်ဖြစ်အတစ်တင်တိုင်းမှာကိုယ့်ဖုန်းထဲ auto ဝင်ပြီးသားဖြစ်အောင်လို့နော်အဲ့ဒါကြောင့်ဂျိုကာကြီးကအမြဲတမ်းသတိပေးနေတာပါနော် subscriber ခေါင်းလောင်းလေးကိုနှိပ်ထားပါမနှိပ်ရသေးဘူးဆိုရင်အခုနှိပ်လိုက်ပါမိပါသေးတယ်နော်အဲ့ဒါဆိုရင်ဂျိုကာကြီးအတစ်တင်တဲ့ဗီဒီယိုလေးတွေမြင်ရမှာဖြစ်ပါတယ်နော်ဂျိုကာကြီးမနေ့ကဗီဒီယိုမှာလည်း9ရက်သားသမီးညီကိုမောင်နှမတွေကဂျိုကာကြီးမနေ့ကနော်မြစ်တာရက်ခံတဲ့ဂျိုကာကြီးကအခက်အခဲတွေဖြစ်နေလို့ဂျိုကာကြီးကိုငွေလေးတွေလွှဲပေးကြတယ်လွှဲပေးကြပါလို့နော်အခုညီတောင်းခဲ့တယ်အဲ့တော့ဂျိုကာကြီးကိုလွှဲပေးတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီတဲ့မကနှစ်ဆစားတဲ့တပိုးရကြပါစေလို့လည်းဆုတောင်းပေးတယ်ရအောင်လည်းဂျိုကာကြီးကြိုးစားပေးမယ်နော်အခုတချို့ကအကြောင်းကြောင့်မလွှဲနိုင်သေးတဲ့9ရက်သားသမီးတွေလည်းနောက်သူများလေးနီးတူပဲလွှဲနိုင်ကြပါစေလို့ဂျိုကာကြီးဆုတောင်းပေးပါတယ်နော်အားလုံးပဲဂျိုကာကြီးအခုဗီဒီယိုလေးကိုကြည့်ရှုအားပေးနေတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးဂျိုကာကြီးကနန်းလေးတို့ရုံရုံကြီးနဲ့လိုက်ဆိုတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လူရင်ဆန္ဒတွေမတောင်းမတပဲတလုံးတော့ရတဲ့9ရက်သားသမီးညီကိုမောင်နှမတူးချင်းတယောက်ချင်းစီတိုင်းရဲ့လူရင်ဆန္ဒလေးတွေမျှော်လင့်ချက်ကလေးတွေအိမ်မက်ကလေးတွေအားလုံးအကောင့်ထဲဖော်ပြေဝနိုင်ကြပါစေလို့ကျွန်တော်ဂျိုကာဆုတောင်းမြတ်တာပို့တာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခဏအင်္ဂါနေကုန်မှာလဲ9ရက်သားသမီးညီကိုမောင်နှမတွေမနေ့ကအလားတူအောင်မြင်မှုတွေရရှိကြပါစေနော်